ဆက်မှာခင်များစီရင်အပင်နဲ့လူဆိုတဲ့ဝတ္ထုလေးကိုဖော်ပြပြီးမှဖြစ်ပါရဲ့ရှင်အပင်နဲ့လူတယောက်ဟာတစ်ပင်တစ်ပင်ဖြစ်သွားပြီလေအစားတော့ရိုးရိုးတာမန်လူပါပဲရပ်ပေါင်သူဆန်လှုပ်လို့ရင်လစာ300ရတယ်ချီပစိုးနဲ့တိုက်ပေါ်ရင်ကြီးခတ်ဟာဝတ်တတ်တယ်လက်ထဲမှာပတ်စံမကန့်ရင်အမြဲစုပူနေတတ်တဲ့မိန်းမနဲ့ကလေး3ယောက်ရှိတယ်သူ့မိန်းမမှာသူ့ထက်ဆိုင်အဆင်ပြေအောင်ဟိုဒီလှက်ပတ်ပြီးတန်တက်ဖန်တက်သေးတယ်သူကတကယ်မှထူးထူးအားညမှန်တာပါဝါဒီယူတွေတူးလာတယ်ခေါင်းပေါ်မှာစပင်းနေတာပို့လို့ဖြူခွေးလာမယ်လုပ်ငန်းခွင်ထဲမှာလည်းတက်လန်းမြောင်လင်းစရာရဲ့လို့မရှိဘူးအကြံဖန်နဲ့ဖြတ်စားလင်းစားဖြတ်စားလက်စားလည်းမလုပ်တတ်ဘူးဘယ်ဟာရောင်းရင်ဘလို့မြက်ပြီးဘသူပေါင်းရင်ဘလို့ခွင့်လန်းရှိတာလည်းမတွက်တတ်ဘူးငယ်ကတော့ရွှေထီးဆောင်းခဲ့ရတယ်ဆိုသလိုဘိုးเจ้าမှာစားကောင်းကောင်းတင်ခဲ့ရတယ်ဒါပေမဲ့အဖေဆုံးတော့ပညာတစ်ပိုင်းတစ်စားနဲ့အလုပ်ထဲရောက်လာတယ်ဆင်းရဲချင်းဒီရှက်စရာမဟုတ်ဆိုတာမျိုးလေမဆူစာအုပ်ထဲမှာကူထားခဲ့ဘူးပဲဒီလူတယောက်ပါပဲသူကအပင်ဖြစ်သွားခဲ့တယ်သူ့အိမ်နဲ့ခက်လန်းလန်းမှာမြက်ထားတန်လည်းရှိတယ်ခုခါမှာဘယ်ရထားမှဖြတ်သွားဖြတ်လာမရှိသလောက်ဖြစ်နေတဲ့လမ်းပဲဒီလမ်းတစ်ဖက်တစ်ချက်မှာထူပိန်းနဲ့ခြုံပုတ်တင်တဲ့တောအုပ်ကလေးရှိတယ်သူ့ကလေးတွေကဒီတောထဲမှာထင်းချောက်ကောက်ကြတယ်ငှက်ဖမ်းကြတယ်တနေ့တော့သူဟာသူ့မိန်းမရဲ့ဆူဆူပူပူလောက်တာမခံနိုင်တာနဲ့တယောက်တည်းထွက်လာခဲ့တယ်။ကြတော့ဒီလိုနေ့မျိုးဟာကြည်နူးချမ်းမြေ့စရာနေ့ပဲဖြစ်တင်တယ်။ဒါပေမဲ့ဒါမျိုးမကြုံတွေ့ရတာကြာပါပြီ။သူ့လာစားလေးကိုမိန်းမလက်ထဲထည့်လိုက်တာနဲ့ဘုံပေါက်ကွဲတယ်လို့ပေါက်ကွဲတော့တာပဲ။200ကျော်ရုံလေးပါလား။ဘယ်မငင်ကိုပြီးပြစ်ခဲ့လဲ။ရှင့်ကလေးတွေကြုတ်ဘလို့ကျွေးမလဲ။သူကဒီလာဖြတ်တောင်းငွေတွေများကြောင်းဖြစ်ရှင်တယ်။မရအောင်ဒီလိုပြောခဲရတာလေလာစင်လို့ပဲ။မိမဆူဆောင်နေကလေးတွေကတယောက်တစ်ပေါင်းကိုကြားတယ်။ဘုံမာတော့ကလည်းသူဟာအရာရှိရဲ့အဆူဖောက်ကိုခံခဲ့ရသေးတယ်။စာအုပ်ထူထူလေးဖတ်ခဲ့ဘူးပေမဲ့သူဟာကြောက်တတ်တယ်။ကြောက်နဲ့စွပ်ပြီးလုံးမိတဲ့အလုပ်တွေကအတော်များများလဲမှားခဲ့ဘူးလေ။ဒီအလုပ်ဒီလောက်မှစိတ်ဝင်စားနေထွက်တော့ဗျာ။ဘာလို့လာစားယူနေကြသေးလား။သားရွယ်အရာရှိပေါက်စားအဆူတယ်။ဟုတ်တယ်။သူဟာလူလောကထဲမှာတော့မနေသင့်တဲ့ပေါ့။နေကြအားငယ်ချင်းရှက်ချင်းရင်နာချင်းတွေဖိစီးနှိပ်စက်လာကြရထားတစ်စင်းလာဖြတ်မောင်းလာကြပါစီဗျာတေးပစ်လိုက်ချင်သူဟာတန်လန်းပေါ်မှာထိုင်နေတယ်ဝင်းလူစဲနေတော့ကနောက်ဆုံးရွှေကြီးတွေတွန်ချပေးနေတော့လမ်းဘေးတော့ကလေးကလှနေတယ်တစ်ပင်တွေခြုံပုတ်တွေကလည်းရွက်နုတွေဝေးပြီးနေကြီးထဲမှာရွှေရောင်လင်းနေတယ်ရွက်စင်ရင်မှောင်နေရလေမှောင်တော့လင်းတော့နဲ့အစိမ်းရောင်ကြောက်မြတ်တွေလိုပဲပြီးတော့နီးကျင်အဖူးလေးတွေဖြူဆွတ်ဆွတ်ပွင့်ကလေးတွေသူ့ချစ်မိုးမော်မှာတော့ခရမ်းပြအောင်ပန်းလေးတစ်ပွင့်တင်လာတယ်။သူကြည့်မိကြည့်ရကြောင်ပြီးပန်းကလေးကိုငေးဆိုင်ကြည့်တယ်။ကြည့်စမ်းဘာမဟုတ်တဲ့အလေးကြအပင်လေးတစ်ပင်မှာသူ့ပွင့်သူ့ဖူးနဲ့တင့်တယ်နေသေးတာပဲ။လူဘွားတဲ့ဆိုင်တစ်ပင်ဖြစ်ရတာမှပြောစရာကောင်းအောင်ပဲ။ဒီတွေ့ရလေးလက်နေတဲ့စိတ်ကိုပေါ့ပါစေတယ်။ဒီလိုနဲ့သူဟာစိတ်ညစ်ညူးစရာတွေကြုံတာ။ဘသူနဲ့မှစကားမပြောပဲတစ်ကလေးထွက်သွားပြီးဒီနေရာမှာလာထိုင်တက်လာတယ်အိမ်နဲ့ရုံမှာပြောရေးဆိုခွင့်မရရှာတဲ့သူခင်ဗျာတစ်ပင်တွေနဲ့စကားပြောတတ်လာသူ့ဘဝမှာအခက်ခဲတွေဘဝပြဿနာတွေနဲ့ကြုံလာတယ်တစ်ပင်တွေကြားမှာသွားပြီးငြင်းငြင်းထိုင်စိတ်ထဲကပြောတော့တာပဲတဲ့ငါတစ်ပင်ဖြစ်ချင်လိုက်တာတစ်ပင်ဖြစ်ချင်လိုက်တာတဲ့တစ်ပင်တွေကအရွက်စင်းစင်းတွေခါပြပြီးကျုပ်တို့ဘဝမရွေ့နိုင်မရနိုင်ပါဗျာအားမကြစမ်းပါနဲ့တဲ့ဒါပေမဲ့တစ်ပင်တွေရဲ့စကားကိုမကြားနိုင်မသိတတ်သေးတဲ့ဒီလူကတော့တစ်ပင်ပဲဖြစ်ချင်နေရဲ့ဘိုးဆက်ကလေးတွေထိရင်လန်းဆန်းတစ်လွင်လာတတ်တယ်လေနုအေးလေးနော်ရင်တချောမမော့နဲ့ကခုမစားတတ်တဲ့တစ်ပင်ဘွားပဲအားကြတဲ့ကြည်စမ်းမှာသူတို့ကတော့အပူပင်မရှိဘူးဗျာတဲ့နိုင်ရဲ့ချင်းချောင်းမှုကိုလည်းသူတို့မခံကြရဘူးလေမှက်ကလေးတွေရဲ့တချင်းဆိုတာလွယ်အိမ်ကမိမရဲ့စူတန်ပွက်တန်နဲ့ပတ်စံစကားလည်းသူတို့မကြားရဘူးမနက်မုံလေးနာနဲ့ဖူးပွင့်ဝေစားပြီးခေါင်းလေးတွေမော့နေလိုက်ကြတာတကဘာလုံးမှာသူတို့အားမန်အရှိဆုံးငိမ့်ချမ်းပျော်ရွှင်ဆုံးဆိုတာပြနေတယ်လို့ပါပဲသူတို့မှာပြိုးစာပြင်းအောင်နေထည့်ထားတဲ့လက်ဆွဲအိတ်လည်းမရှိဘူးရုံးကပြန်လာရင်တိုင်မှာဆွတ်ထားတတ်တဲ့ကြီးထက်ထက်နဲ့တိုက်ပုံအင်းကြီးလည်းဝစ်စရာမလိုဘူးလေနေသားရင်နိုးလာမယ်နေညိုရင်အရွက်ကလေးတွေလိပ်ပြီးအိတ်နေရုံပဲအင်းမောသူလည်းတစ်ပင်နေစားမှာပဲနေတော့တယ်သူသိခွင့်မရလို့သာတစ်ပင်တွေကတော့သူ့ဘဝအားကြနေကြတယ်သူဟာရွေ့လျားနိုင်တယ်တန်မာတယ်ပေါင်းမြတ်တွေစင်ကုန်မြတ်တွေကိုဘလောက်ပဲကြီးမားအင်းနဲ့အားနဲ့ဆွဲကင်နှုတ်ပြန်နိုင်တယ်ပြီးတော့
သူ့မှာအရာရာကိုကြည့်နိုင်မြင်နိုင်တတ်တဲ့မျက်စိဆိုတာရှိတယ်တစ်ပင်တွေဘွားမှာတော့သူ့လိုကြောင်ကြဖို့ပဲစံမရှိပါဘူးတာဝန်ဝတ္တရားလည်းနှေးပါပါတယ်နေဖို့ညစာအစာချက်ဖို့နေအောင်ထဲမှာသူတို့အရက်တွေလှမ်းကြရတယ်နေအောင်ရဖို့တပင်တက်တပင်အလူရဲ့အကိုင်းတွေရှည်ထွက်ပြီးမိုးကောင်းကင်စီပြန်တက်ရပေးမယ်လဲမစ္စည်းရစိတ်တွေဗိဆာမောဟတွေနဲ့မလို့တမမရှိကြပါဘူးတမထွားကြိုင်းတဲ့အပင်တွေဖြစ်ဖို့ဆိုတာကိုတီမီတဲ့မြေစီပေါ်မှာပဲတည်တာကလားရေကြီးရရင်မြေစီရရင်ရှင်ချင်တဲ့လောက်ရှင်နိုင်တယ်ကိုင်းခက်တွေဖျားချင်တဲ့လောက်ဖျားပြီးနေအောင်ကြီးကိုရှာဖွေနိုင်တယ်ရွက်အိုရွက်ဝါတွေမြေမှာကျပြီးဆွေးသွားရင်ဘာရေးလဲမြေထဲမှာဆွေးလေမြေစီမြေသားတက်လေမို့အမြင့်ကနေအာဟာရပြန်ယူကို့ပင်ကိုပဲပြန်ပြီးဝေစားစီတာမဟုတ်လားတကယ်လို့များအပင်တပင်တိတ်သွားပြီဆိုပါစို့သူ့မျိုးဆက်ကတော့ဘယ်တော့မှပြတ်သုံးမသွားဘူးညီမနှိမ့်ဝင်နေတဲ့မမြင်နိုင်တဲ့အစိတ်သီးတွေရတော့မှညီမပြန်ပြီးတောထားအောင်မျိုးဆက်တစ်တွေပေါက်ပါစီတော့တာပဲသူကတစ်ပင်ဘွားတိတ်အားကြနေတယ်အပင်တွေမှာတုတ်ပြန်တတိရှိတာလွဲလို့သူနေစဉ်ရည်ရွတ်နေတဲ့ပရိုတဝါစာကားတွေခံစားနေရတဲ့လောကဓာတ်ညစ်ကြေးတွေတိမှမတိကြတာပဲတနေ့တော့သူဟာယထာတန်လန်းဟောင်းကနေဖဲ့ခွာပြီးတောနက်နက်ထဲအထိတိုးဝင်လာတယ်အဖေလို့အော်ခေါ်နေကြတဲ့သူ့ကလေးတွေအတန်ကြတော့သူကခြုံတစ်ခြုံနဲ့တိုးဝင်ပြီးနားတွေကိုလက်တစ်ဖက်နဲ့ပိတ်ထားလိုက်တယ်သူတို့အတန်မကြားချင်ဘူးအနောက်ဘွဲတွေကလွတ်ချင်တယ်ဝါရဲ့ဝင်ထုတ်ဝင်ပိုးတွေကြောင့်ကြောင်ဝင်ခြောက်ချနေတဲ့သူဟာတွေ့တာမှုကျုံမြင့်တွေကိုလည်းရင်နန္နာနဲ့ပဲဖြတ်တောက်ပစ်ချင်တယ်ဒီခါမှလို့အောင်မယုံရင်ဘယ်တော့မှရုံထွက်နိုင်တော့မှာမဟုတ်ဘူးဘွားရဲ့ခြေတိုင်းမှာပြန်ပြီးခိုင်ခိုင်ချီမိတော့မှာသူမုံတီးရွှရှာတဲ့ကဘာကြီးကိုကြောက်လာကဘာကသူ့ကိုတမှုတရားမာယာတွေလှည့်စားလာတာကြာပြီတရားရတာမဟုတ်ပဲလောကကိုကြောက်ရွံ့နေတဲ့သူဟာခြုံခွဲထဲမှာတုတ်တုံးမှမလုပ်ရဲပဲညင်ကုတ်နေလိုက်တယ်သူ့ကိုလိုက်ရှာနေကြတဲ့သားတွေရဲ့အတန်ဟာဝီးသွားတယ်သူကမျက်ရည်လည်နေတယ်တက်ပြင်းချလိုက်တယ်သားတွေကိုသူကချစ်ပင်မဲ့သူတို့တွေကလည်းစားဖို့စားဖို့အလွယ်ဖေကိုခင်ထွယ်ရကောင်သိတာမဟုတ်ဘူးလို့ရင်နန္နာနဲ့တွေးတယ်အရွယ်မှမရောက်သေးဘူးသူ့ပေါ်မှာမအိပ်လေတဲ့နဲ့ဆက်ဆံတတ်ကြပြီတောနတ်ထဲကိုရောက်တာနဲ့သူကနေအောင်ကောင်းကောင်းရမယ့်နေရာမှာလက်နဲ့ရက်ဒုံးနဲ့တူးစားပြီးမြေချင်းတူးတယ်တပင်အုပ်တွေကြားထဲမှာမြေဟာအပေါ်ရန်တင်းမာပေမဲ့အောက်မှာပျော့ပြောင်းနေတယ်ကြာရှည်မတူးလိုက်ရပါဘူးဒူးစက်လောက်နဲ့ရောက်တာနဲ့သူကခြေထောက်တွေကိုမြေထဲမှာမြုပ်ထားလိုက်တယ်သူ့လက်တွေကိုနေအောင်မှာဆန့်တန်းလို့အရွက်တွေကိုနေလန်းတယ်လို့လှမ်းတယ်မြေဆိုတဲ့ကြောင့်သူ့ခြေထောက်တွေရောင်ကိုင်းလာတာကိုသူကအမြင့်တွေကြွလာပြီးမှဖူးရောင်လာတာထင်နေတယ်လင်း9ရက်ကြာတော့သူ့သားရည်တွေလည်းနေလောင်ဝဲ6သိန်းညုံမဲလာတယ်သူ့နှခမ်းတွေလည်းဖူးရောင်အကွဲကုန်တယ်လက်တွေခြေတွေလည်းလှုပ်ရှားမရတော့ဘိုက်ထဲကဥအသေးကလိစားတွေတောင်စာလုံးလို့6ကန်တွတ်လိန်သွားတာပြီဒါပေမဲ့တစ်ပင်ဘွားလည်းမရောက်သေးဘူးလေခြေကအမြင့်တွေဖြာထွက်မလာပဲကျင်ကောင်နဲ့ပြည့်စိတ်တွေဝိုင်းခဲတာကိုခံရတယ်ဒီတော့မှသူကတွေးတယ်တစ်ပင်ဘွားမစားတာပါကလားလို့သူ့ကလေးတွေခေါ်တန်လဲသူမကြားရတော့သူ့မိမအော်ငေါ့စုပူတန်လဲသူနားမထောင်ရတော့သူဝမ်းနေလာတယ်ဒီတိုင်တွေကိုအောက်မေ့တတ်မိပြန်တယ်ခုတော့ထိကြံမယ်ပင်တွေကလည်းကိုင်းခက်လက်တန်ရှင်နေနဲ့နေကြီးကိုအလူရက်တောက်ဖို့ကြိုးစားနေကြတယ်နေရက်တွေကြာလာတာနဲ့အမျှသူ့မှာလည်းကြားချင်းမြင်ချင်းနဲ့တဖြည်းဖြည်းဆုပ်ယုပ်ချွတ်တက်ခဲ့ပြီတစ်ပင်တွေဖုံးနေတဲ့ကြားထဲမှာမို့သူ့ကိုဘယ်သူကမှလည်းမမြင်ကြဘူးသူရှိနေတာလည်းသတိမပြုမိကြအောင်လေအငယ်နှောင်းယူသွားပြီလို့ထင်နေတဲ့သူ့မိမကလည်းသူ့ကိုရှာမှာမဟုတ်ဘူးသူ့ပတ်ဝန်းကျင်မှာလည်းမရှိရင်လည်းဖြစ်တယ်ဘာမှအရေးမပါနဲ့တာမန်စီးလေးတယောက်ကြောင့်နှောင့်နှေးမှုတစ်စုံတရာလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးလေကြာရင်တည်တယ်လို့မေ့တော့မှာပဲလို့သူတွေးမိတယ်ဒီတွေးရသူ့ရင်ကိုတင်းကျပ်ပူလောင်စေတယ်ငှက်ကလေးတွေကတော့အင်ကြီးဆုံးနဲ့စားချရုံမှလို့အနားမကက်ကြအောင်နေရလဲပူလို့မကပူလာတော့သူကအတန်နဲ့ကြီးနဲ့អော်လိုက်တယ်လေချောင်းထဲကအကွယ်ထွက်လာတဲ့အတန်နဲ့ကြီးနဲ့နနာကြီးကြီးអော်လိုက်တာငါတစ်ပင်ဖြစ်ချင်တော့ဝေ့တစ်ပင်တွေကသူ့ကိုခင်းနာနဲ့ဝိုင်းကြည့်နေကြတယ်ခုမှတော့မရတော့ဘူးလေသူ့ခြေကိုကြွကြည့်တယ်မရအောင်သူ့ခြေအောက်တွေမလှုပ်နိုင်တာကြာပြီပဲလက်ကိုရုပ်ကြည့်တယ်ပြုံးကြလာသူအော်ငိုတယ်ငါလှုပ်ရှားချင်တယ်တွားချင်လာချင်တယ်ကစားနေတဲ့ငါကလေးတွေရည်တန်းကြားချင်တယ်မရတော့တစ်ပင်တွေကလွဲလို့သူ့တန်ဘယ်သူမှမကြားနိုင်တော့ဘူးလေသူ့စကားကိုလည်းတစ်ပင်တွေကလွဲလို့ဘယ်သူမှနားမလည်နိုင်ကြတော့ဒါကြောင့်သူ့ကိုဝိုင်းပြောကြတယ်ဘာကြောင့်ချိန်နေဖြုံးနေတာလဲကို့လုပ်ကိုလုပ်ပါတော့လားနောက်တနေ့ကျမိုးကြီးရွာချတယ်မိုးဆက်တွေကျမှသူမိမျောသွားတယ်ခုတော့သူဘာမှတတိမရတော့
သူနိုးလာတော့သူ့နေရထဲကအတက်ထွက်နေခန့်ညုံလေးစီးသူ့ခြေပွားတွေလည်းရှည်လျားလာပြီးအမွားဖျားထွက်သွားကြပြီသူလည်းသူ့ခြေသူ့ကိုယ်ခန္ဓာအားလုံးအစိမ်းရောင်ဖုံးသွားပြီဘောက်ဖက်ကသူ့ရဲ့ညွန့်လာစိတ်တော့သူထိတ်လန့်သွားတယ်တခါသူ့လက်ညှိုးနဲ့လက်မကြားမှာဖြစ်ညက်တက်ပြစ်နိုင်တဲ့ဘောက်ဖက်ကိုတောင်မှသူကြောက်နေရပြီတခြားပင်တွေရဲ့တစ်မြစ်တရားရေကြောရှိရာတွေ့၍လိုက်ရှာနေကြခိုင်းမှာသူကတော့ဘာလို့မှမကြိုးစားနိုင်ရပဲငါဖိုင်တွဲနေဖက်မှလေရောအိတ်ကောဒီနေ့ငါထမင်းဘူးမျိုးဟဲ့ခရောင်6ချာပြုံးနေဘောက်ဖက်ကရည်ရင်သူ့ရက်တွေအကုန်စားပြစ်လိုက်တယ်ညမောင်ကြီးမှာလှထွက်ပြူလာတော့ပင်စီဖူးထစ်တွေဖြစ်သွားတဲ့သူ့မျက်လုံးတွေကလှအောင်မော့ကြည့်တယ်သစ်စိမ်းကြီးအလက်လည်းစိတ်ယုံရင်လာမင်းကိုမလို့တမကြည့်တယ်မင်းဒီလိုသာတညလုံးထွန်းနေမိတာခါတွေတိတ်ကြတော့မှာပါလားတဲ့ဒေါသနဲ့ပြောတယ်လာတော့မကြောက်ဘူးတိမ်ကြားတွေကိုရေးသွားပြီသူကမိုးသားနဲ့မင်းမောင်နေတဲ့ကောင်းကင်ကိုမြင်နိုင်တော့တယ်လို့ဝမ်ဘတ်တနဲ့စိုက်ကြည့်တယ်သူတိလိုက်ခင်မှာပဲတစ်ပင်တစ်ပင်ဖြစ်သွားတယ်အစားကတော့တာမန်ယူးယူးလူပါပဲခင်များစီတဲဦးပန်းမဂဇင်း1986မေလအပင်နှဲလူတယောက်ဟာတစ်ပင်တစ်ပင်ဖြစ်သွားပြီပဲအစားကတော့ယူးယူးတာမန်လူပါပဲရပ်ပေါင်သူဆန်လှုပ်လို့ရင်လစာ300ရတယ်ချီပစိုးနာနဲ့တိုက်ပေါ်ရင်ကြီးခတ်ဟာဝတ်တတ်တယ်လက်ထဲမှာပတ်စံမကန့်ရင်အမြဲစုပူနေတတ်တဲ့မိန်းမနဲ့ကလေး3ယောက်ရှိတယ်သူ့မိန်းမမှာသူ့ထက်ဆိုင်အဆင်ပြေအောင်ဟိုဒီလှက်ပတ်ပြီးတန်တက်ဖန်တက်သေးတယ်သူကတကယ်မှထူထူအားညမှန်တာပါဝါဒီဂရီတွေတူးလာတယ်ခေါင်းပေါ်မှာစပင်းနေတာပို့လို့ဖြူဖွေးလာမယ်လုပ်ငန်းခွင်ထဲမှာလည်းတက်လန်းမြောင်လင်းစရာရဲ့လို့မရှိဘူးအကြံဖန်နဲ့ဖြတ်စားလင်းစားဖြတ်စားလက်စားလည်းမလုပ်တတ်ဘူးဘယ်ဟာရောင်းရင်ဘလို့မြက်ပြီးအထုပေါင်းရင်ဘလို့ခွင့်လန်းရှိတာလည်းမတွက်တတ်ဘူးငယ်ကတော့ရွှေထီးဆောင်းခဲရတယ်ဆိုသလိုကိုเจ้าမှာစားကောင်းကောင်းတင်ခဲ့ရတယ်ဒါပေမဲ့အဖေဆုံးတော့ပညာတစ်ပိုင်းတစ်စားနဲ့အလုပ်ထဲရောက်လာတယ်ဆင်းရဲချင်းဒီရှက်စရာမဟုတ်ဆိုတာမျိုးလေမဆူစာထဲမှာကူထားခဲ့ဘူးပဲဒီလူတယောက်ပါပဲသူကအပင်ပင်ဖြစ်သွားခဲ့တယ်သူ့အိမ်နဲ့ခက်လန်းလန်းမှာမြက်ထားတန်လည်းရှိတယ်ခုခါမှာဘယ်ရထားမှဖြတ်သွားဖြတ်လာမရှိသလောက်ဖြစ်နေတဲ့လမ်းမျိုးဒီလမ်းတစ်ဖက်တစ်ချက်မှာထူပိန်းနဲ့ခြုံပုတ်တင်တဲ့တောအုပ်ကလေးရှိတယ်သူ့ကလေးတွေကဒီတောထဲမှာထင်းချောက်ကောက်ကြတယ်ငှက်ဖမ်းကြတယ်တနေ့တော့သူဟာသူ့မိန်းမရဲ့ဆူဆူပူပူလောက်တာမခံနိုင်တာနဲ့တယောက်တည်းထွက်လာခဲ့တယ်ဒါတော့ဒီလိုနေ့မျိုးဟာကြီးနူးချမ်းမြေ့စရာနေ့ပဲဖြစ်တင်တယ်ဒါပေမဲ့ဒါမျိုးမကြုံတွေ့ရတာကြာပါပြီသူ့လာစားလေးကိုမိန်းမလက်ထဲထည့်လိုက်တာနဲ့ဘုံပေါက်ကွဲတယ်လို့ပေါက်ကွဲတော့တာပဲ200ကျော်ယုံလေးပါလားဘယ်မငင်ကိုပြီးပြစ်ခဲ့လဲရှင့်ကလေးတွေကြုတ်ဘလို့ကျွေးမလဲသူကဒီလာဖြတ်တောင်းငွေတွေများကြောင်းဖြစ်ရှင်တယ်မရအောင်ဒီလိုပြောခဲရတာလေလာစင်လို့ပဲမိမအဆူဆောင်နေကလေးတွေကတယောက်တစ်ပေါင်းကိုကြားတယ်ရုံးမာတော့ကလည်းသူဟာအရာရှိရဲ့အဆူခောက်ကိုခံခဲ့ရသေးတယ်စာအုပ်ထူထူလေးဖတ်ခဲ့ဘူးပေမဲ့သူဟာကြောက်တတ်တယ်ကြောက်နဲ့စွပ်ပြီးလုံးမိတဲ့အလုပ်တွေကအတော်များများလဲမှားခဲ့ဘူးလေဒီလို့ဒီလောက်မှစိတ်ဝင်စားနေထွက်တော့ဗျာဘာလို့လာစားယူနေကြသေးလားတားရွယ်ရရှိပေါက်စားအဆူတယ်ဟုတ်တယ်သူဟာလူလောကထဲမှာတော့မနေတဲ့နဲ့ပေါ့နေကြအားငယ်ချင်းရှက်ချင်းရင်နာချင်းတွေဖိစီနှိပ်ဆက်လာကြရထားတစ်စင်းလာဖြတ်မောင်းလာကြပါစီဗျာတေးပြစ်လိုက်ချင်တယ်သူဟာတန်လန်းပေါ်မှာထိုင်နေတယ်ဝင်းလူစဲနေတော့ကနောက်ဆုံးရွှေကြီးတွေတွန့်ချပေးနေလို့လမ်းဘေးတော့ကလေးကလှနေတယ်တစ်ပင်တွေခြုံပုတ်တွေကလည်းရွှဲနှုတွေဝေးပြီးနေချီထဲမှာရွှေရောင်လင်းနေတယ်ရွက်စင်ရင်မှောင်နေရလေမှောင်တော့လင်းတော့နဲ့အစိမ်းရောင်ကြောက်မြတ်တွေလိုပဲပြီးတော့နီးကျင်ကျင်ဖူးလေးတွေဖြူဆွတ်ပွင့်ကလေးတွေသူ့ချစ်မိုးမော်မှာတော့ခရမ်းပြအောင်ပန်းလေးတစ်ပွင့်တင်လာတယ်သူကြည့်မိကြည့်ရကြောင်ပြီးပန်းကလေးကိုငေးဆိုင်ကြည့်တယ်ကြည့်စမ်းဘာမဟုတ်တဲ့အလေးကြအပင်လေးတစ်ပင်မှာသူ့ပွင့်သူ့ဖူးနဲ့တင့်တယ်နေသေးတာပဲလူဘွားတဲ့ဆိုင်တစ်ပင်ဖြစ်ရတာမှပြောစရာကောင်းအောင်ပဲဒီတွေ့ရလေးလန့်နေတဲ့စိတ်ကိုပေါ့ပါစေတယ်ဒီလိုနဲ့သူဟာစိတ်ညစ်ညူးစရာတွေကြုံတာဘသူနဲ့မှစကားမပြောပဲတစ်ကလေးထွက်သွားပြီးဒီနေရာမှာလာထိုင်တက်လာတယ်အိမ်နဲ့ရုံမှာပြောရေးဆိုခွင့်မရရှာတဲ့သူခင်ဗျာတစ်ပင်တွေနဲ့စကားပြောတတ်လာသူ့ဘဝမှာအခက်ခဲတွေဘဝပြဿနာတွေနဲ့ကြုံလာတယ်တစ်ပင်တွေကြားမှာသွားပြီးငြိမ်ငြိမ်ထိုင်စိတ်ထဲကပြောတော့တာပဲတဲ့ငါတစ်ပင်ဖြစ်ချင်လိုက်တာတစ်ပင်ဖြစ်ချင်လိုက်တာတဲ့တစ်ပင်တွေကအရွက်စင်စင်ကြီးခါပြပြီး
ကျုပ်တို့ဘွားမရွေ့နိုင်မရနိုင်ပါဗျာအားမကြစမ်းပါနဲ့တဲ့ဒါပေမဲ့တစ်ပင်ရဲ့စကားကိုမကြားနိုင်မသိတတ်သေးတဲ့ဒီလူကတော့တစ်ပင်ပဲဖြစ်ချင်နေရဲ့ဘိုးဆက်ကလေးတွေထိရင်လန်းဆန်းတစ်လွင်လာတတ်တယ်လေနုအေးလေးနော်ရင်ချော့မော့နဲ့ကခုမစားတတ်တဲ့တစ်ပင်ဘွားပဲအားကြတဲ့ကြည်စမ်းပါသူတို့ကတော့အပူပင်မရှိဘူးဗျာတဲ့နိုင်ရဲ့ချင်းချောင်းမှုကိုလည်းသူတို့မခံကြရဘူးလေငှက်ကလေးတွေရဲ့တချင်းဆိုတာလွယ်ရင်အင်္ဂါမိမရဲ့စူတန်ပွက်တန်နဲ့ပတ်စံစကားလည်းသူတို့မကြားရအောင်မနက်မုံလေးနာနဲ့ဖူးပွင့်ဝေစားပြီးခေါင်းလေးတွေမော့နေလိုက်ကြတာတကဘာလုံးမှာသူတို့အားမန်အရှိဆုံးငြိမ်းချမ်းပျော်ရွှင်ဆုံးဆိုတာပြနေတယ်လို့ပါပဲသူတို့မှာပြိုးစာပြင်းအောင်နေထည့်ထားတဲ့လက်ဆွဲအိတ်လည်းမရှိဘူးရုံးကပြန်လာရင်တိုင်မှာဆွတ်ထားတတ်တဲ့ကြီးထက်ထက်နဲ့တိုက်ပုံအင်ကြီးလည်းဝစ်စရာမလိုဘူးလေနေတိုင်းနိုးလာမယ်နေညိုရဲ့အရွက်ကလေးတွေလိပ်ပြီးအိတ်နေရောမယ်အင်းမောသူလည်းတစ်ပင်နေကြားမှာပဲနေတော့တယ်သူတိခွင့်မရလို့သာတစ်ပင်နေရတော့သူ့ဘဝအားကြနေကြတယ်သူကရွေ့လျားနိုင်တယ်တမ်းမာတယ်ပေါင်းမြတ်တွေစင်ကုန်မြတ်တွေကိုဘလောက်ပဲကြီးမာအင်းနဲ့အားနဲ့ဆွဲကင်နှုတ်ပြန်နိုင်တယ်ပြီးတော့သူ့မှာအရာရာကိုကြည့်နိုင်မြင်နိုင်တတ်တဲ့မျက်စိဆိုတာရှိတယ်တစ်ပင်နေဘဝမှာတော့သူ့လိုကြောင်ကြဖို့ပဲစရာမရှိပါဘူးတာဝန်ဝတ္တရားလည်းနေပါပါတယ်နေဖို့ညစာအစာချက်ဖို့နေအောင်ထဲမှာသူတို့အရက်တွေလှမ်းကြရတယ်နေအောင်ရဖို့တပင်တက်တပင်အလူရအကိုင်းတွေရှေ့ထွက်ပြီးမိုးကောင်းကင်စီပြိုင်တက်ရပြင်မယ်လဲမစ္စည်းရစိတ်တွေအဘိစာမောဟတွေနဲ့မလို့တမမရှိကြပါဘူးတမထွားကြိုင်းတဲ့အပင်တွေဖြစ်ဖို့ဆိုတာကိုတီမီရဲ့မြေစီပေါ်မှာပဲတည်တာကလားရေကြီးရရင်ရေစီရရင်ရှင်ချင်တဲ့လောက်ရှင်နိုင်တယ်ကိုင်းခက်တွေဖြာချင်တဲ့လောက်ဖြာပြီးနေအောင်ကြီးကိုရှားဖွေနိုင်တယ်ရွက်အိုရွက်ဝါတွေမြေမှာကျပြီးဆွေးသွားရင်ဘာရေးလဲမြေထဲမှာဆွေးလေမြေစီမြေသားတက်လေမို့အမြစ်ကနေအာဟာရပြန်ယူကို့ပင်ကိုပဲပြန်ပြီးဝေစားစီတာမဟုတ်လားတကယ်လို့များအပင်တပင်တိတ်သွားပြီဆိုပါစို့သူ့မျိုးဆက်ကတော့ဘယ်တော့မှပြတ်သုံးမသွားဘူးမြေမှာနှိမ့်ဝင်နေတဲ့မမြင်နိုင်တဲ့အစိတ်သီးတွေရတော့မှမြေမှာပြန်ပြီးတောထားအောင်မျိုးဆက်တွေပေါက်ပါစီတော့တာပဲသူကတစ်ပင်ဘွားပိတ်အားကြနေတယ်အပင်တွေမှာတုတ်ပြန်တတိရှိတာလွဲလို့သူနေစဉ်ရည်ရွတ်နေတဲ့ပရိုတဝါစာကားတွေခံစားနေရတဲ့လောကဓာတ်ညစ်ကြေးတွေတိမှမသိကြတာပဲတနေ့တော့သူဟာယထာတန်လန်းဟောင်းကနေဖဲ့ခွာပြီးတောနက်နက်ထဲအထိတိုးဝင်လာတယ်အဖေလို့အော်ခေါ်နေကြတဲ့သူ့ကလေးတွေအတန်ကြတော့သူဟာခြုံတခြုံနဲ့တိုးဝင်ပြီးနားတွေကိုလက်တစ်ဖက်နဲ့ပိတ်ထားလိုက်တယ်သူတို့အတန်မကြားချင်ဘူးအနောက်ဘက်တွေကလွတ်ချင်တယ်ဘွားရဲ့ဝင်ထုတ်ဝင်ပိုးတွေကြောင့်ကြောင်ဝင်ခြောက်ချနေတဲ့သူဟာတွေ့တာမှုကျုံမြင့်တွေကိုလည်းရင်နာနာနဲ့ပဲဖြတ်တောက်ပစ်ချင်တယ်ဒီဟာမှလို့အောင်မယုံရင်ဘယ်တော့မှရုံထွက်နိုင်တော့မှာမဟုတ်ဘူးဘွားရဲ့ခြေတိုင်းမှာပြန်ပြီးခိုင်ခိုင်ချီမိတော့မှာသူမုံတီးရွှရှာတဲ့ကဘာကြီးကိုကြောက်လာကဘာကသူ့ကိုတမှုထရမာရတယ်လှည့်စားလာတာကြားပြီးတရားရတာမဟုတ်ပဲလောကကိုကြောက်ရွံ့နေတဲ့သူဟာခြုံခွဲထဲမှာတုတ်မှမလုပ်ရဲပဲညင်ကုန်နေလိုက်တယ်သူ့ကိုလိုက်ရှာနေကြတဲ့သားတွေရဲ့အတန်ဟာဝီးသွားတယ်သူကမျက်ရည်လည်နေတယ်တက်ပြင်းချလိုက်တယ်သားတွေကိုသူကချစ်ပင်မဲ့သူတို့တွေကလည်းစားဖို့စားဖို့အလွယ်ဖေကိုခင်ထွယ်ရကောင်သိတာမဟုတ်ဘူးလို့ရင်နာနာနဲ့တွေးတယ်အရွယ်မှမရောက်သေးဘူးသူ့ပေါ်မှာမအိတ်လေးတန်းနဲ့ဆက်ဆံတတ်ကြပြီတောနတ်ထဲကိုရောက်တာနဲ့သူကနေအောင်ကောင်းကောင်းရမယ့်နေရာမှာလက်နဲ့ရက်လုံးနဲ့တူးစားပြီးမြေချင်းတူးတယ်တစ်ပင်အုပ်တွေကြားထဲမှာမြေဟာအပေါ်ရန်တင်းမာပေမဲ့အောက်မှာပျော့ပြောင်းနေတယ်ကြာရှည်မတူးလိုက်ရပါဘူးဒူးစစ်လောက်နဲ့ရောက်တာနဲ့သူကခြေထောက်တွေကိုမြေထဲမှာမြုပ်ထားလိုက်တယ်သူ့လက်တွေကိုနေအောင်မှာဆန့်တန်းလို့အရွက်တွေကိုနေလန်းတယ်လို့လှမ်းတယ်မြေဆိုတဲ့ကြောင့်သူ့ခြေထောက်တွေရောင်ကိုင်းလာတာ哦သူကအမြစ်တွေကြွလာပြီးမှဖူးရောင်လာတာထင်နေတယ်လင်းငါရက်ကြတော့သူ့သားရည်တွေလည်းနေလာဝဲ6သိန်းညုံမဲလာတယ်သူ့နှခမ်းတွေလည်းဖူးရောင်အက်ကွဲကုန်တယ်လက်တွေခြေတွေလည်းလှုပ်ရှားမရတော့ဘိုက်ထဲကဥအသေးကလိစားတွေတောင်စာလုံးလို့6ကန်တွတ်လိန်သွားတော့ပြီဒါပေမဲ့တစ်ပင်ဘွားလည်းမရောက်သေးဘူးလေခြေကအမြစ်တွေဖြာထွက်မလာပဲကျင်ကောင်နဲ့ပြည့်စိတ်တွေဝိုင်းခဲတာကိုခံရတယ်ဒီတော့မှသူကတွေးတယ်တစ်ပင်ဘွားမစားတာပါကလားလို့သူ့ကလေးတွေခေါ်တန်လဲသူမကြားရတော့သူ့မိမအော်ငေါ့စုပူတန်လဲသူနားမထောင်ရတော့သူဝမ်းနေလာတယ်ဒီတိုင်တွေကိုအောက်မေ့တတ်တာမိပြန်တယ်ခုတော့ထိကြံမယ်ပင်တွေကလည်းကိုင်းခက်လက်တန်ရှင်နေနဲ့နေကြီးကိုအလူရက်တောက်ဖို့ကြိုးစားနေကြတယ်နေရက်တွေကြာလာတာနဲ့အမျှသူ့မှာလည်းကြားချင်းမြင်ချင်းနဲ့တဖြည်းဖြည်းဆုပ်ယုပ်ချွတ်တက်ခဲ့ပြီတစ်ပင်တွေဖုံးနေတဲ့ကြားထဲမှာမို့သူ့ကိုဘယ်သူကမှလည်းမမြင်ကြဘူးသူရှိနေတာလည်းသတိမပြုမိကြအောင်လေအငယ်နှောင်းယူသွားပြီလို့ထင်နေတဲ့သူ့မိမကလည်းသူ့ကိုရှာမှာမဟုတ်ဘူး
သူ့ပတ်ဝန်းကျင်မှာလည်းမရှိရင်လည်းဖြစ်တယ်ဘာမှအရေးမပါနဲ့တာမန်စီးလေးတယောက်ကြောင့်နှောင့်နှေးမှုတစ်စုံတရာလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးလေကြာရင်တည်တယ်လို့မေ့တော့မှာပဲလို့သူတွေးမိတယ်ဒီတွေးရသူ့ရင်ကိုတင်းကျပ်ပူလောင်စေတယ်ငှက်ကလေးတွေကတော့အင်ကြီးဆုံးနဲ့စားချောက်ရုံမှတ်လို့အနာမကက်ကြအောင်နေရလဲပူလုံးမကပူလာတော့သူကအတန်နဲ့ကြီးနဲ့អော်လိုက်တယ်လေချောင်းတွေကအကွယ်ထွက်လာတဲ့အတန်နဲ့ကြီးနဲ့နာကြီးကြီးអော်လိုက်တာငါတစ်ပင်ဖြစ်ချင်တော့ဝေးတစ်ပင်တွေကသူ့ကိုခင်းနာနဲ့ဝိုင်းကြည့်နေကြတယ်ခုမှတော့မရတော့ဘူးလေသူ့ခြေကိုကြွကြည့်တယ်မရအောင်သူ့ခြေအောက်တင်မလှုပ်နိုင်တာကြာပြီပဲလက်ကိုရုပ်ကြည့်တယ်ပြုံးကြလာသူအော်ငိုတယ်ငါလှုပ်ရှားချင်တယ်တွားချင်လာချင်တယ်ကစားနေတဲ့ငါကလေးတွေရည်တန်းကြားချင်တယ်မရတော့တစ်ပင်တွေကလွဲလို့သူ့အတန်ဘယ်သူမှမကြားနိုင်တော့ဘူးလေသူ့စကားကိုလည်းတစ်ပင်တွေကလွဲလို့ဘယ်သူမှနားမလည်နိုင်ကြတော့ဒါကြောင့်သူ့ကိုဝိုင်းပြောကြတယ်ဘာကြောင့်ချိန်နေဖြုံးနေတာလဲကို့လုပ်ကိုလုပ်ပါတော့လားနောက်တနေ့ကျမိုးကြီးရွာချတယ်မိုးဆက်တွေကျမှသူမိမျောသွားတယ်ခုတော့သူဘာမှတတိမရတော့သူနိုးလာတော့သူ့နေရက်ထဲကအတက်တက်ထွက်နေခန့်ညုံလေးစီးသူ့ခြေပွားတွေလည်းရှည်လျားလာပြီးအမှားမှာဖျားထွက်သွားကြပြီသူ့လည်းသူ့ခြေသူ့ကိုယ်ခန္ဓာအားလုံးအစိမ်းရောင်ဖုံးသွားပြီဘောက်ဖက်ကသူ့ရဲ့ညွန့်လာစိတ်တော့သူထိတ်လန့်သွားတယ်တခါသူ့လက်ညှိုးနဲ့လက်မကြားမှာချင်းညက်တက်ပြစ်နိုင်တဲ့ဘောက်ဖက်ကိုတော့မှသူကြောက်နေရပြီတခြားပင်တွေရဲ့တင့်မြစ်တွေကရေကြောရှိတာတွေ့၍လိုက်ရှာနေကြခိုင်းမှာသူကတော့ဘာလို့မှမကြိုးစားနိုင်ရပဲငါဖိုင်တွင်းကြီးဖက်မလဲရောအိတ်ကောဒီနေ့ငါထမင်းဘူးမျိုးဟဲ့ခရောင်6ချာပြောနေတယ်ဘောက်ဖက်ကရည်ရင်သူ့ရက်တွေအကုန်စားပြစ်လိုက်တယ်ညမောင်ကြီးမှလှထွက်ပြူလာတော့ပင်စီဖူးထစ်တွေဖြစ်သွားတဲ့သူ့မျက်လုံးတွေကလှအောင်မော့ကြည့်တယ်တစ်စိမ်းကြီးအလက်လဲစိတ်ယုံရင်လာမင်းကိုမလို့တမကြည့်တယ်မင်းဒီလိုသာတညလုံးထွန်းနေမိတာခါတွေတိတ်ကြတော့မှာပါလားတဲ့ဒေါသနဲ့ပြောတယ်လာတော့မကြောက်ဘူးတိမ်ကြားတွေကိုရေးသွားပြီသူကမိုးသားနဲ့မင်းမောင်နေတဲ့ကောင်းကင်ကိုမြင်နိုင်တော့တယ်လို့ဝမ်ဘတ်တနဲ့စိုက်ကြည့်တယ်သူတိလိုက်ခင်မှာပဲတစ်ပင်တစ်ပင်ဖြစ်သွားတယ်အစားကတော့တာမယူးယူးလူပါပဲခင်များစီတဲဦးပန်းမဂဇင်း1986နေလား